နေ့မှာတော့အင်္ဂလူကြီးကအလုံးရှုံမယ်ဆိုတဲ့အတန်ပြောတန်ကြလို့နိုင်ကသူလှုပ်လို့ရင်စားရအောင်လက်ဖက်တုပ်ကလေးယူနေချမ်းလေးရေလှုပ်ထားပေးပါတယ်။ဒါကတော့ပါဝင်ပစ္စည်းလေးတွေပါပထမဆုံးနိုင်လက်ဖက်နှပ်ဖို့အတွက်စားလေးတစ်စွန်းရေရည်နွေးပူပူလေးရေနဲ့လက်ဖက်ကိုခုလိုမျိုးလေးကြာကြာဖြောထားပေးပါမယ်။ပြီးရင်တော့ရေတန့်စင်အောင်ဆေးပေးသွားလို့ရှိရင်နိုင်ကအဆုပ်ဆုပ်ကလေးဆုပ်ပြီးတော့ပကံတစ်ပကံနဲ့မှာခွဲထည့်ထားပေးပါမယ်။ပြီးရင်တော့နိုင်ကလက်ဖက်ကိုစုံနှောင်းနဲ့မှထောင်းပါမယ်ညက်နေအောင်လို့ထောင်းပါမယ်သူများတွေဆိုလို့ရှိရင်တော့နှုတ်ဆင်းတာမျိုးတွေလည်းလုပ်ပါတယ်နိုင်ကတော့စုံနှောင်းလေးရှိနေတာဆိုတော့ထောင်းလိုက်ပါမယ်အခုလိုညက်လာပြီဆိုရင်တော့ ready လုပ်ထားတဲ့ချက်တုံဖြူရဲ့ငရုတ်သီးစိမ်းလေးရဲ့ထည့်ပြီးတော့ရောပြီးတော့နှံ့သွားအောင်ထောင်းပါမယ်ပြီးရင်တော့အရသာမုံနေနဲ့ဟင်းချုံမုံလေးရဲ့စားရဲ့နိုင်ကစီလေးတစ်ခါလေးထည့်ပြီးတော့နှပ်ပါမယ်တံမြာသီးလေးလည်းညှစ်ထားပါတယ်နော်နိုင်အဲ့ကလေးကိုဖြတ်မိသွားလို့ပါပြီးရင်တော့ပကံတစ်ပကံနဲ့မှာခွဲထည့်ထားပေးပါမယ်အခုလိုမျိုးရပြီဆိုရင်တော့နိုင်က ready လုပ်ထားတာလေးတွေနဲ့ရောပြီးတော့လိုက်ပါတယ်ပြီးရင်တော့နောက်ဆုံးပဲချမ်းလေးထည့်မယ်နော်နိုင်ကနေတဲ့ကလစ်ကိုတော့မပြတော့ဘူးပေါ့နော်နိုင်လက်အိတ်ကလေးဝယ်ထားသေးလို့ပါလောလောဆယ်တော့လက်အိတ်ကလေးရမှာပဲအကုန်လုံးကိုလက်အိတ်ကလေးဆွပြီးသုံးပေးပါမယ်ပြီးရင်တော့တံမြာသီးလေးရယ်ငရုတ်သီးစိမ်းလေးတွေရယ်ပြီးရင်ချက်သွန်ဖြူလေးပါထည့်ထားပေးပါမယ်အခုလိုလက်ဖက်တုပ်လေးရပြီဆိုလို့ရှိရင်တော့ရည်နွေးချမ်းပူပူလေးကိုလည်းခတ်ထားပေးပါမယ်ဒီနေ့ကတော့အင်္ဂလူကြီးကလာမယူနိုင်ဘူးဆိုတော့ကိုယ်တိုင်တက်ပြီးတော့ပို့ပေးပါမယ်ဒီနေ့သူအရန်ကိုအလုပ်ရှုပ်နေပါတယ်